ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်အခုပြောပြပြချင်တာပကံခေတ်မှာရှိတဲ့အဆောက်အဦတွေပြီးလို့ရှိရင်ဖျားပထိုးတွေကိုတည်ထားခဲ့တာဘာကြောင့်ပကံခေတ်ကအဲ့လောက်ထိစီးပွားရေးတွေကောင်းတာတော့ဆိုရင်အဲ့ဒီကအချက်တစ်ချက်ကဆိုရင်ဖြစ်ကျွန်တော်တို့အချက်လက်နဲ့ပြောမှဆိုရင်ပကံခေတ်17ရာစုအစောပိုင်း17ရာစုနောက်ပိုင်းအဲ့လိုပြောရပါမယ်17ရာစုအစောပိုင်းမှာဆိုရင်အများအားဖြင့်တစ်နှစ်မှတသီးစားတာစိုက်ပျိုးကြတယ်17ရာစုနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ပကံမှာထေရဝါဒဗုဒ္ဓဘာသာအလုံးမဲ့ဖွံ့ဖြိုးလာတယ်လူရဲ့ယုံကြည်သက်ဝင်မှုများလာတယ်ပြီးလို့ရှိရင်17ရာစုမှာဆိုရင်ကျွန်တော်တို့ပကံဆိုရင်ကုံသွေးရေးစုံလို့ဖြစ်လာခဲ့တယ်အဲ့ဒီကုံသွေးရေးစုံကိုကျွန်တော်တို့ကုံသွေးတွေကလာကြတယ်အဲ့ဒီကုံသွေးတွေပေးရလဲဆိုရင်တရုတ်တို့အိန္ဒိယပြည်နေစီရီလင်္ကာအဲ့ဒီကပြည်ပတွေလာကြလူတွေလာကြတဲ့အခါကျတော့ကျွန်တော်တို့ကုံသွေးတွေလာတယ်ပြီးရင်စီးပွားရေးတွေလုပ်ကြတယ်အဲ့ဒီလုပ်တဲ့အခါကျတော့ကျွန်တော်တို့ပကံမှာရှိတဲ့လူတွေဟာပြီးတော့သူတို့ရဲ့စီးပွားရေးတွေကောင်းလာတယ်ဝင်ငွေတွေပိုတိုးလာတယ်နောက်တစ်ခုတစ်ချက်ကကျွန်တော်တို့နော်ဒါမင်းပေါ့နော်17ရာစုအစောပိုင်း17ရာစုနောက်ပိုင်းဒီနော်ဒါမင်းလက်ထက်မှာဆိုရင်ကျွန်တော်နော်ဒါမင်းကမိတ်ထီလာကြောက်ဆယ်ဒီဒေသတွေမှာဆိုရင်သူကပန်းလောင်စော်ချီမြစ်နဲ့ပြီးရင်မြစ်သေးသေးလေးကိုသူကဘာလုပ်တော့ဆိုတော့ဆယ်ရည်တင်ပေါ့နော်မြစ်ရည်တင်စီမယ်မြစ်ရည်တင်နဲ့ပြီးတော့ဆယ်တွေစောက်ပြီးတော့ဒီတစ်နှစ်ကိုသီးတွေသီးစား2သီးစား3သီးစားအဲ့လိုပေါ့နော်သူတို့ခင်မှာဘလို့1သီးစား2သီးစား1သီးစားနဲ့2သီးစားပေါ့အဲ့လိုစိုက်ပျိုးခဲ့တယ်အဲ့လိုစိုက်ပျိုးခြင်းအပြင်ဝင်ငွေလေးပိုတိုးလာတဲ့အခါကျတော့ဒီမှာရှိတဲ့ပကံဒေသမှာရှိတဲ့လူတွေကဒီတရားပို့ထိုးလေးပို့ပြီးတော့သူတည်လာနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီခေတ်မှာဆိုဗုဒ္ဓဘာသာအပေါ်ယုံကြည်မှုကလည်း17ရာစုကစပြီးတော့ဗောနော်ဗုဒ္ဓဘာသာပေါ်တို့မြန်မာတွေယုံကြည်သက်ဝင်မှုကလည်းအလုံးပဲကြီးညိုလာကြတယ်ပြီးလို့ရှိရင်ဖျားပထုတွေရဲ့တည်လာကြတယ်နော်ကျွန်တော်အခုမြင်တွေ့နေရတာမိုးရာသီပကံရဲ့ရှုခင်းလေးတခုပေါ့နော်အလုံးပဲကြီးညိုပွေရကောင်းလာပါတယ်တက်ပေရကောင်းပါတယ်ဇေဒီပထိုးတွေကဆိုအလုံးမတက်ပေကောင်းပါတယ်ပကံဆိုရင်ဖြစ်ကျွန်တော်တို့မိုးလဲမိုးရာသီမို့လို့ຫນွေလဲຫນွေရာသီမို့လို့ဆောင်းလဲဆောင်းရာသီမို့သူ့ဟာနဲ့သူ့ရာသီနဲ့သူအလုံးပဲနှစ်သက်ပွဲကောင်းပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ